မင်္ဂလာပါဘလောပိုင်းအောင်သူပေးမှနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ယခုတစ်ခါပြန်လဲမျှဝေ share ရင်းလုပ်ပြီးသားမှာကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ KNCC ကိုရောက်ရှိနေတာပဲဖြစ်ပါတယ် KNCC Twin Tower ကြီးကိုတွားရောက်ကြည့်ရှုလေပတ်ရင်းနဲ့အပန်းဖြေမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့တဲပွေးခီးစဉ်ဘလော်လေးကိုအဆုံးထိအတူတူကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ကြရအောင်ပင်ပန်းသမျှအပင်ပန်းတွေအမောတွေပြေပြောင်းနိုင်ကြပါစေအဲ့ဒါဆိုရင်မလေးရှားနိုင်ငံနာမည်အကြီးဆုံးကွာလာလမ်ပူမြို့ကိုရှောက်လေရင်းနဲ့ကြည့်ရှုလိုက်ရအောင်ပထမဦးဆုံးတွေ့မြင်ရမှာတော့ထင်ထင်ဝါဝါမြဝါမြင်မြင်မြဝါထင်ထင်အော်စရာကောင်းတဲ့တဝန်တာဖြစ်စီမဲ့ Twin Tower ကြီးကတော့ KNCC Twin Tower ကြီးပဲဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံး Twin Tower ကြီးထဲမှာတစ်ခုပါပါတယ် KNCC Twin Tower ကြီးပါနိုင်ငံတကာနဲ့ဒီမောင်တန်းတူ KNCC Twin Tower ကြီးပဲဖြစ်ပါတယ် KNCC Twin Tower ကြီးကိုတွားရောက်လေပတ်ကြည့်ရှုအပန်းဖြေမှာပဲဖြစ်ပါတယ်အတူတူလိုက်ပါကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ရအောင်ဒီမှာဆိုရင်တော့သူတို့တွေနိုင်ငံတကာရဲ့ public van တွေကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကွာလာလမ်ပူမြို့ဟာဆိုရင်ယခုလိုမျိုး Twin Tower ကြီးတွေကွန်ဒိုအိမ်ယာတိုက်ခန်းကြီးတွေမိုးမျှော်တိုက်ခန်းတွေ